အားလုံးသောဓမ္မမိတ်ဆွေများဦးစွာပထမမင်္ဂလာပါလို့ဆုမကောင်းတောင်းပါတယ်ယနေ့ဦးဇင်းတို့ဒါနှုတ်ဆောလွာလီနှုတ်ဆောခြင်းလို့ပါအဲ့ဒါပါလဲဆိုရင်ဒါဦးဇင်းတို့တရင်တိုင်းတိုင်းဒေသကြီးဒဝယ်မြို့ကျောင်းမော်ရက်မြို့မရင်ငယ်သာသနာရေးတာအတွင်းမှာနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ဗုဒ္ဓရင်ကျင်းပအခြေပြုတင်တန်းကြီးကိုဒါဦးဇင်းဒီကနေ့နှုတ်ဆောသွားမှာဖြစ်ပါတယ်ဒါဦးဇင်းတို့ဗုဒ္ဓရင်ကျင်းပတင်တန်းကြီးကိုကျင်းပလာတာဖြစ်29ကြိမ်မြောက်ကိုရောက်ရှိလိုလာပါပြီအဲ့တော့ဒီဗုဒ္ဓရင်ကျင်းပအခြေပြုတင်တန်းကြီးကိုဦးဇင်းတို့အခုလာမဲ့3လပိုင်း4ရက်3လပိုင်း4ရက်နေ့မှာဦးဇင်းတို့ကျင်းပပြုလုပ်မှာဖြစ်ပါတယ်ဦးဇင်းတို့မြန်မာရက်အဖြစ်တော့1380နဲ့ခုနှစ်တပေါင်းလာပြီးကျော်2ရက်နေ့အဲ့ဒီရက်မှာဦးဇင်းတို့ဖွင့်ပွဲဖြစ်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီတပေါင်းလာဇန်2ရက်နေ့3လပိုင်း4ရက်နေ့မှာဦးဇင်းတို့မှာဖွင့်ပြီးတော့ဒါဦးဇင်းတို့တင်နန်းကိုကတော့တလားတိုင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီတင်နန်းကို3လပိုင်း4ရက်နေ့ကနေပြီးတော့4လပိုင်း4ရက်နေ့ထိဒါဦးဇင်းတို့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့တင်နန်းတယောက်ကြမဲ့ကလေးငယ်များအနေအဖြစ်ဒါဦးဇင်းတို့လိုက်နာရမယ့်အချက်လေးတွေသိရမယ့်အချက်လေးတွေရှိအဲ့ဒါဘာလဲဆိုရင်ဦးဇင်းတို့ဒီတင်နန်းကိုလာရောက်တက်ကြမဲ့ဒါကလေးများတော့ဦးဇင်းတို့ခြေလက်အင်္ဂါဆုံးရတဲ့သူများဖြစ်ရမယ်ပြီးတော့ဗာလဲဆိုရင်ကုဆက်တဲ့ယောဂလေးကင်းရှင်းရမယ်ဒါပညာရည်ချင်းအနေအဖြစ်တော့ဦးဇင်းတို့အနည်းဆုံး၄တန်းအောင်မြင်ပြီးသူဖြစ်ရမှာနောက်အသက်အနေနဲ့တော့ဦးဇင်းတို့17နှစ်အထက်ကိုဦးဇင်းတို့လက်ခံပါတယ်အဲ့တော့တင်နန်းကာလတလတိုင်နေနိုင်တဲ့သူဖြစ်ရမယ်လို့ဒါဦးဇင်းတို့တော့ထုတ်ပြန်တာရှိပါတယ်အဲ့တော့ဒီတင်နန်းကြီးမှာဒါတင်နန်းကြီးရဲ့အတွင်းမှာတင်နန်းကြီးလာရောက်တက်ရောက်ကြတဲ့ကလေးများအနေဖြင့်ဒါကျောင်းသားဆိုရင်ယောက်ျားလေးဆိုရင်ဦးဇင်းတို့ကိုရင်လေးတွေဝတ်ပြီးတော့တင်နန်းကိုတက်ရောက်မှာဖြစ်ပါတယ်မင်းကလေးတွေကျောင်းသူလေးများအတွက်ကတော့သိက္ခာရှင်လေးတွေဝတ်ပြီးတော့တက်ရောက်ကြမှာဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းမှာတော့ဦးဇင်းတို့ဒါယောဂီတွေလည်းခွင့်ပြုထားတာရှိပါတယ်အဲ့တော့ဦးဇင်းဒီတင်နန်းရဲ့အတွင်းမှာလာရောက်တင်နန်းကိုလာရောက်တက်ကြမဲ့ကလေးများအနေဖြင့်တင်နန်းကိုလာရောက်ကြပြီဆိုလို့ရှိရင်မိမိတို့ရဲ့အသုံးဆောင်များဖြစ်တဲ့အိယာခင်းချင်းထောင်ဆောင်းကောင်းအောင်လက်သွပ်ပွားမတ်ခွက်ရီချိုးခွက်ဗလာစာအုပ်ဇာယကရိယာစတဲ့အသုံးဆောင်များကိုလည်းမိမိနဲ့တပါးတည်းယူလာရမှာဖြစ်ပါတယ်အဲ့တော့ဒီသင်တန်းမှာတက်ရောက်ကြမဲ့ကလေးငယ်များအနေဖြင့်ဒါတနေ့တာအနေအဖြစ်နေစောစော၄နာရီအိယာကထပြီးတော့ဖျားဝတ်တက်ရပါအဲ့တော့မနေ့စောစောအိယာထပြီးဖျားဝတ်တက်ပြီးတော့ပထမဆုံး3-4ရက်မှာတော့ဒီကွင်လေးများအနေအဖြစ်သင်္ကန်းတွေယုံသင်မယ်သင်္ကန်းလက်ကြောထိုးသင်မယ်
ပြီးတော့ဦးဇင်းတို့မနက်ခင်းမှာစာဝါ2ချိန်တက်ရပါတယ်အဲ့တော့နေကင်းမဲမှာလည်းစာသင်ခြင်းဒါဦးဇင်းတို့2ချိန်တက်ရပါတယ်အဲ့ဒါ2ချိန်တက်ရောက်ပြီးတော့ဦးဇင်းတို့စာတွေလက်တွေ့ပေါ့ဗျာစာလည်းသင်လက်တွေ့လည်းအရာတရှင်းလောက်တာဒါတွေတဲ့ဦးဇင်းတို့လွှဲရပါတယ်အဲ့တော့ဒါညာပိုင်းမှာလည်းဦးဇင်းတို့ဖျားရှိခိုးခြင်းတက်ရပါတယ်ဖျားရှိခိုးပြီးတဲ့နောက်မှာတော့ညမှာတခါမိမိတို့တနေ့တာသင်ထားတဲ့စာရီတွေကိုအံရတယ်ပြီးတော့အဲ့မှာဆရာသမားကအလှည့်ကျဆရာဘုန်းကြီးများနေပြီးတော့ပြောသင်ပြောထိုက်တဲ့ဘုဒ္ဓတာလေးတွေကိုဒါပြောရပါတယ်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာဦးဇင်းတို့9နိုင်ထုံးမှာဒါအိတ်ဟာဝင်ရဒါတနေ့တာရဲ့အကြမ်းမြင်လေးတွေကိုဒါဦးဇင်းတို့ပြောပြသွားတာဖြစ်ပါတယ်အဲ့တော့တနေ့တာပြောပြီးတဲ့အချိန်မှာဦးဇင်းတို့တပတ်တာလေးကိုနည်းနည်းပြောပြချင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့တော့ဒီကလေးတွေဘာလို့များသင်ယူရမလဲဆိုတာကိုအရင်ပြောပါမယ်အဲ့တော့ဒီကိုရင်လေးတွေသိခါရှင်လေးတွေယောဂီလေးများအနေဖြင့်ဒါဦးဇင်းတို့အခုနောက်ပိုင်းမှာထပ်ပြီးတော့ဖွင့်ထားတဲ့ဒီပလိုမာတန်းဆိုတာရှိပါတယ်နော်ဒီပလိုမာတန်းအဲ့ဒီဒီပလိုမာတန်းဆိုတာကတော့ဦးဇင်းတို့လက်ရှိမြန်မာယဉ်ကျေးသာသနာရေးတာအတွင်းမှာဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်ထားတာရှိပါတယ်အဲ့တော့ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်ထားတဲ့ချိန်မှာဦးဇင်းတို့ပထမဆုံးဒီပလိုမာတန်းသင်ခန်းစာများကိုသင်ရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဒီပလိုမာတန်းစာများကိုဒါသင်လိုက်သောအဖြစ်သင်ရသောအဖြစ်ကိုမှဘာရတော့ဆိုရင်အဲ့ဒီသင်တန်းမှာကဦးဇင်းတို့ဒါအင်္ဂလိပ်စာတွေပါဠိစာတွေအဘိဓမ္မာတွေဗုဒ္ဓရဲ့စာပေကျမ်းအကျမ်းဂန်များကိုသင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီတလအတွင်းမှာဒါဦးဇင်းတို့စာအမည်ပေါ့သင်လိုက်ရပြီးတဲ့ချိန်မှာဒါကလေးအများနေဖြစ်ဒီကျမ်းစာများသည်ဒီစာသည်တို့အတွက်အကျိုးရှိပါလားလို့သိသွားပြီးတဲ့နောက်ပိုင်းမှာဒီကလေးများဟာဦးဇင်းတို့ဆက်လက်ပြီးတော့ဗုဒ္ဓတက္ကသိုလ်ရဲ့မှာတက်ပြီးတော့ဆက်လက်ပြီးတော့ပညာများကိုလည်းသင်ယူလို့ရပါတယ်ဒါဦးဇင်းတို့တက်ရောက်နိုင်အောင်ဆိုပြီးတော့ဒီသင်တန်းအတွင်းမှာဒါဦးဇင်းတို့စီစဉ်ပေးခြင်းဖြစ်ပါတယ်ဒါဆရာတော်ဘုရားနေပြီးတော့ညွှန်ကြားပြီးတော့ဦးဇင်းတို့စီစဉ်ပေးထားခြင်းဖြစ်ပါတယ်အဲ့တော့နောက်ပြီးတော့အဲ့ဒီဒီပလိုမာတန်းပြီးတဲ့အချိန်မှာအောက်ကအတန်းများအနေဖြင့်တော့ငယ်တန်းလက်တန်းကြီးတန်းထူတန်းအစရှိတဲ့အတန်းတွေမှာတော့ဒါဦးဇင်းတို့ရှင်ကျင်ဝတ်ရှင်သာမဏေကျင့်ရမယ်ကျင့်ဝတ်လူတွေကျင့်အောင်ကျင့်ရမယ်ကျင့်ဝတ်အခြေခံမယ်5ပါးသီလ10ပါးသီလအစရှိတဲ့ဦးဇင်းတို့လူကျင့်ဝတ်ရှင်ကျင့်ဝတ်ဒီဟာများနော်နောက်ဆုံးဦးဇင်းတို့အခြေခံဩဃာတနဲ့စလို့နောက်ဘုရားကုံတရားကုံနော်ဒုစရိုက်သူစရိုက်ပုညကိရိယာ38ပြားမင်္ဂလာနော်မေတ္တာပို့တို့နော်အစရှိတဲ့တိထိုက်တဲ့နော်သင်္ကလောဝါဒဒါရကောဝါဒတန်လိခတုအစရှိတဲ့ကိုကျင့်ပြီးတဲ့မှာများကိုဦးဇင်းတို့သင်ယူရမှာဖြစ်ပါတယ်ဒါဦးဇင်းတို့သင်ခန်းစာနေရာဖြစ်ပြောပြတာပါနောက်ပြီးတော့ဦးဇင်းတို့ဒီသင်္นานသားများဟာသင်္นานသားသင်္นานသူကိုင်းလေးတိခါရှင်လေးများအနေဖြင့်တပတ်တာတော်တွင်းမှာဘာလို့ရလုံးဆိုတော့ဦးဇင်းတို့တပတ်ပြီလို့အဖိနေရောက်ပြီဆိုရင်ဒါဦးဇင်းတို့မနက်ခင်းပိုင်းမှာမြို့တွေကိုဒီဆွမ်းချအလူခံကြွရပါတယ်အဲ့ဒါဆွမ်းချအလူခံကြွရတယ်ကြွလိုက်တော့အဖြစ်ဒါဦးဇင်းတို့ရှင်းပြောမယ်ဆိုရင်တန်ခါအများကိုအတန်ခါအများမြို့တွေကိုကြွရလာတော့အဖြစ်ဒါဦးဇင်းတို့ဓမ္မများကိုလည်းကြီးမြောက်ပြီးသားဖြစ်သွားဖူးမြင်ပြီးလည်းဖြစ်သွားတာနော်အဲ့တော့သင်္นานသူသင်္นานသားများအနေဖြင့်လဲတို့သာသနာတွင်မှာဒီလိုလေးလုပ်ခဲ့ရပါလားဆိုတာကိုဂုံယူတက်သွားတာပေါ့အဲ့တော့ဦးဇင်းတို့အဖိနေရောက်ပြီဆိုလို့ရှိရင်မနက်ခင်းပိုင်းမှာဒါမျိုးတဲ့သူအလှည့်ကြပေါ့သူ့အလက်နဲ့အပိုင်းလေးတွေခွဲထားတာရှိပါတယ်အဲ့ဒါဦးဇင်းတို့ဆွမ်းချောင်းခံကြွရပါတယ်အဲ့တော့အဖိနေမနက်ခင်းအဖိမနက်ခင်းဆွမ်းချောက်ခံသွားပြီးတဲ့နောက်ပိုင်းမှာနေခင်းပိုင်း
အဲ့တော့နေကင်းပိုင်းကျတော့ဦးဇင်းတို့ဘာလဲတဏှာကြီးကနေပြီးတော့၄နိုင်ရဲ့အတွင်းမှာဟောပြောပွဲတွေဟောကြပါအဲ့တော့မိမိတို့အနေဖြင့်မိမိတို့သိထားတဲ့သင်ယူထားတဲ့အသိပညာများကိုမျှဝေဖလှယ်ခြင်းဆိုပြီးတော့ဒါဦးဇင်းတို့ဒီကိုရင်တွေတိခါရှင်တွေယောဂီတွေဒါဘုဒ္ဓတော်တွေကိုရင်တွေဒါအလှည့်ကြပေါ့မိမိတို့ဟောပြောဆွေးနွေးရပါတယ်ဒါဦးဇင်းတို့ဖိနေတိုင်းပေါ့နော်ဖိနေတိုင်းအဲ့တော့အဲ့လိုအဖိနေမှာဆွန်ကြကန်သွားဟောပြောပွဲဟောပြီးတဲ့နောက်ပိုင်းမှာဒါဦးဇင်းတို့ဘာလို့ရတော့ဆိုရင်ဥပုံနေ့ရောက်တဲ့အချိန်မှာဦးဇင်းတို့မိမိတို့တပတ်စာဖြည့်ထားတဲ့စာလေးတွေကိုဦးဇင်းတို့ဖြည့်ဆိုကြရပါတယ်မိမိတို့သင်ယူထားတဲ့စာလေးတွေကိုဆရာဘုန်းကြီးများနေပြီးတော့တပတ်စာဒါမေးပါတယ်တပတ်စာပေါ့အဲ့လိုတပတ်စာမေးလိုက်လို့ဒါဦးဇင်းတို့၃ဘတ်ဒါဦးဇင်းတို့တစ်လဆိုတော့၄ဘတ်ပေါ့အဲ့တော့၄ဘတ်ဆိုတော့အဲ့ဒီ၄ဘတ်ကိုဂုံထူးနဲ့အောင်တဲ့ပုဂ္ဂိုလ်များဂုံထူးလို့ဦးဇင်းတို့ပေးပါတယ်အဲ့တော့၃ဘတ်အောင်တဲ့ပုဂ္ဂိုလ်များတော့အောင်တယ်ဆိုတော့ဦးဇင်းတို့ဒါတော့နောက်ပိုင်းမှာသင်္นานဆင်းပွဲမှာဦးဇင်းတို့ပေးပါတယ်ဒါဦးဇင်းတို့နောက်ပိုင်းမှာတော့ပြောပါမယ်အဲ့တော့ဒီသင်္นานရဲ့အတွင်းမှာထူးထူးခြားခြားပွဲတစ်ခုကတော့ဦးဇင်းတို့ဘာလဲဆိုရင်ဦးဇင်းတို့ရဲ့မြို့မမူလအနန္တကျေးဇူးတော်ရှင်မြို့မရင်ကြီးဆရာတော်ဘုရားကြီးအားပူဇော်တဲ့ပွဲလေးပါအဲ့တော့ဆရာတော်ဘုရားကြီးကိုယ်နိုင်ကလည်းဒီသင်္นานကြီးကိုစခဲ့တယ်လို့ဆရာတော်ဘုရားကြီးရဲ့ပြန်လွန်တော်မူတာလည်းဒီသင်္นานကြီးအတွင်းမှာပြန်လွန်တော်မူတာဖြစ်ပါတယ်အဲ့တော့ဆရာတော်ဘုရားပြန်လွန်တော်မူသွားတဲ့ရက်ရောက်တိုင်းကိုတပည့်အပေါင်းကနေပြီးတော့ပူဇော်တဲ့ပွဲတွေကိုလည်းဒီသင်္นานတွင်းမှာပြုလုပ်တာဖြစ်ပါတယ်ဒါရောက်30ရက်မှာပဲဒါဦးဇင်းနေနဲ့ဒါဖိတ်ခေါ်ချင်တာကဘာလဲဆိုရင်ဆရာတော်ဘုရားကြီးရဲ့တပည့်အပေါင်းများသည်လည်းအဲ့ဒီနေ့ရောက်တဲ့အချိန်မှာလာရောက်ပြီးတော့လည်းပူဇော်နိုင်ပါတယ်လို့ဒီနေ့ကနေပြီးတော့ဦးဇင်းထပ်မံပြီးတော့ဖိတ်ပါတယ်အဲ့တော့ဒီဆရာတော်ဘုရားကြီးရဲ့ပြန်လာတော်မူတဲ့နေ့တပေါင်းလာပြီးတော့9ရက်နေ့ရောက်တိုင်းမှာလဲဆရာတော်ဘုရားကြီးကိုပူဇော်တဲ့ဒါပွဲလေးကိုလည်းဒါနှစ်တိုင်းဦးဇင်းတို့ကျင်းပပါတယ်ဒါဦးဇင်းတို့သင်္นานတလတာပြီးသွားပြီဆိုလို့ရှိရင်ဒါဦးဇင်းတို့သင်္นานဆင်းပွဲနေ့ရောက်တဲ့နေ့ပေါ့နော်သင်္นานဆင်းပွဲအဲ့တော့သင်္นานဆင်းပွဲကိုရောက်တဲ့နေ့မှာမနက်ခင်းပိုင်းမှာဦးဇင်းတို့တရားစွမ်းလောင်းလူပွဲဆိုတာဦးဇင်းတို့ကျင့်ပါပါအဲ့တော့ဒီတရားစွမ်းလောင်းလူပွဲမှာကတော့ဒီဝင်လေးတိခါရှင်လေးယောဂီလေးဘုဒ္ဓတော်များရဲ့မိဘများလဲလာကြသလိုကျန်တဲ့ဦးဇင်းတို့နယ်ပယ်အသီးသီးကနေတက်ရောက်ပြီးတော့လာကြတဲ့အလှူရှင်များကလည်းတရားစွမ်းလောင်းလူပွဲကိုစီကားတတ်မြိုက်စွာဒါဦးဇင်းတို့လောင်းလူကြပါတယ်ဒါဦးဇင်းတို့ဒီသင်္นานဆင်းပွဲကိုရောက်တဲ့နေ့မနက်ခင်းပိုင်းပေါ့မနက်ခင်းပိုင်းမှာဒါဦးဇင်းတို့တရားစွမ်းလောင်းလူပွဲဆိုတာဦးဇင်းတို့ကျင်းပပါတယ်ပြီးတော့ဦးဇင်းတို့ဆုနည်းတပင်နဲ့သင်္นานဆင်းပွဲပေါ့အဲ့တော့ဒီဆုနည်းတပင်နဲ့သင်္นานဆင်းပွဲကိုတော့ဒါဦးဇင်းတို့ဒီ1389ခုနောက်တစ်ခုလာပြီးတော့3ရက်နေ့4လပိုင်း4ရက်နေ့ဒါစနေနေ့မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်အဲ့တော့ဒီသင်္นานသားများအနေဖြင့်ဒါအခုတို့ဦးဇင်းတို့နောက်ပိုင်းမှာဒါဆရာတော်ဘုရားရဲ့ညွှန်ကြားမှုအတိုင်းနောက်ပိုင်းနေ့မှာဦးဇင်းတို့ဆုများကိုလည်းထိုက်တန်ဦးဇင်းတို့ပေးနိုင်အောင်ဦးဇင်းတို့ကြိုးစားပါတယ်အဲ့တော့ပထမဆိုရင်လည်းပထမရတဲ့ဆုဒုတိယဆိုရင်လည်းဒုတိယဆုတတိယဆိုရင်လည်းတတိယဆုဂုဏ်ထူးဆိုရင်လည်းဂုဏ်ထူးဆုများကိုဒါဦးဇင်းတို့ချီးမြှောက်နိုင်အောင်လဲဒါလူရှင်အပေါင်းနေပြီးတော့လူဒန်းမှုတွေနဲ့အတူဦးဇင်းတို့
ပေးနိုင်အောင်လဲဦးဇင်းတို့ကြိုးစားပါတယ်ပေးနိုင်အောင်လဲဦးဇင်းတို့လုပ်ပါတယ်ဆောင်ရွက်ပါတယ်ဒါဦးဇင်းတို့သင်တန်းဆင်ပွဲနေ့ပေါ့နော်သင်တန်းဆင်ပွဲနေ့အဲ့တော့ဒါကြောင့်အားလုံးသောဓမ္မမိတ်ဆွေများကိုဒါဦးဇင်းတို့နှုတ်ဆော်ပေးရခြင်းဖြစ်ပါတယ်ဘာကြောင့်ဦးဇင်းတို့ယခုလက်ရှိဆရာတော်ဘုရားကြီးတဲ့ဦးဇင်းတို့ကိုဗစ်ကာလတောင်မှဦးဇင်းတို့ဒီသင်တန်းကြီးကိုမနာခဲ့ပါဘူးတနေ့မှဦးဇင်းတို့စပြီးဆိုကြတဲ့ကအခုယနေ့ဒီနှစ်ထိဦးဇင်းတို့သင်တန်းကြီးကိုဘယ်တော့မှမနာခဲ့ပါဘူးသင်တန်းကြီးကိုဦးဇင်းတို့ကိုဗစ်ကာလအတွင်းမှာတော့မှဦးဇင်းတို့15ရက်ရပါတယ်အဲ15ရက်ရတော့ဦးဇင်းတို့15ရက်ဒါသင်ယူပို့ချမှုကိုဒါဆရာတော်ဘုရားအနေနဲ့ဒါဦးဇင်းတို့ကြိုးစားခဲ့ပါတယ်ဒါဦးဇင်းတို့ဆရာတော်ဘုရားကသာသနာရေးစိတ်ဓာတ်ပြင်းထန်သည့်အလျောက်ဒါဦးဇင်းတို့ကလည်းဒါနောက်ကနေပြီးတော့ဆရာတော်ဘုရားနဲ့အတူကြိုးစားရတာပေါ့အဲ့တော့ဘာကြောင့်မလို့ဒီလိုတွေကြိုးစားရလဲဆိုရင်အလုံးစုံဓမ္မမိတ်ဆွေများကလေးကောင်းမှလူကြီးကောင်းမယ်ဒီကလေးလေးမှမကောင်းဘူးဆိုရင်ဦးဇင်းတို့ရဲ့အနာဂတ်ကြီးလာမယ်ဦးဇင်းတို့ရဲ့အနာဂတ်ခရီးကိုတွေးကြည့်လိုက်ပါဦးဇင်းတို့ဟာအသက်ကြီးငြိမ်နေမှာမဟုတ်ပါဘူးအသက်ကြီးကြီးလာတဲ့အချိန်မှာဒီကလေးတွေကိုကိုကကောင်းအောင်သင်ပြမှုဆူဆိုးမှုမရှိဘူးဆိုရင်ကြီးလာရင်ဒါကိုယ်လည်းဒုက္ခရောက်မယ်သူလည်းဒုက္ခရောက်မယ်အဲ့ဒါဆိုတော့ဘာလဲဆိုရင်လူကြီးတွေမျက်ဆုံးမှာဆရာတော်ဘုရားကြီးတွေများမျက်ဆုံးမှာစကားလေးရှိပါတယ်ဘာလဲဆိုခလီကောင်းမှလူကြီးကောင်းမယ်နော်လူကြီးကောင်းမှနိုင်ငံကောင်းမယ်ဆိုတဲ့ဆုံးမဩဝါဒအတိုင်းလေးပေါ့ဗျာသူတို့လေးတွေမှာအသိပညာအတတ်ပညာနော်အဲ့ဒါဦးဇင်းတို့ကဒါရှင်းပြောမစင်ဒါဘုန်းကြီးကျောင်းတွေဘက်ကနေအသိပညာတွေတင်ပေးလိုက်တယ်ဟောလောကီကျောင်းဘက်ကအတတ်ပညာတွေတင်ပေးလိုက်တယ်ဒီအသိပညာအတတ်ပညာတွေပေါင်းစည်းလိုက်တဲ့အချိန်မှာနိုင်ငံခေါင်းသားတွေဖြစ်လာဖို့အတွက်ဒါဦးဇင်းတို့ဆရာတော်ဘုရားနေပြီးတော့ဆရာတော်ဘုရားများကနေပြီးတော့ညွှန်ကြားပြီးတော့ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရဲ့ရင်သွေးငယ်များကိုလိမ်မာဖို့ရင်ကြီးလိမ်မာဖို့အတွက်ဟောဒီမှာဦးဇင်းတို့သင်တန်းကြီးကိုလာရောက်တက်ရောက်ဖို့အတွက်ဒါဦးဇင်းနေနဲ့နှုတ်ဆော်တိုက်တွန်းပါတယ်အဲ့တော့နာဦးဇင်းတို့အခုနောက်ပိုင်းမှာလည်းဒါတွေဒါဦးဇင်းတို့ဒါဒီသင်တန်းကြီးအတွင်းမှာပါဝင်ပြီးတော့ကုသိုလ်တော်များကိုလည်းဆောင်ရွက်နိုင်ပါတယ်ဆိုတာကိုလည်းဒါဦးဇင်းတို့ဖော်ပြထားပါတယ်နော်ဖော်ပြထားပါတယ်ပြီးတော့အခုကြိုတင်ပြီးတော့လည်းစင်များကိုလည်းပေးသွင်းလို့ရပါပြီအဲ့တော့စင်များပေးသွင်းလို့ရအောင်ဆိုပြီးတော့ဦးဇင်းတို့ဒီမှာဆက်သွယ်လူဒန်းဆက်သွယ်ရန်ဆိုပြီးတော့ဒါအောက်မှာဦးဇင်းတို့ဖုန်းနံပါတ်လေးတွေပေးထားပါတယ်နော်ဖုန်းနံပါတ်လေးတွေပေးထားပါတယ်အဲ့တော့အဲ့ဒီဖုန်းနံပါတ်များကိုလည်းဆက်သွယ်ပြီးတော့ဦးဇင်းတို့စင်တွေလည်းပေးသွင်းနိုင်ပါတယ်အဲ့ဒါပြီးတော့ပါဝင်လူဒန်းတဲ့ကုသိုလ်များကိုလည်းပြုနိုင်ပါတယ်လို့ဒါဦးဇင်းတို့ဆုမွန်တောင်းပြီးတော့ဒါဦးဇင်းတို့အနေနဲ့ချုပ်ပါတယ်အားလုံးပဲလူမီဒီယာရင်သွင်းငယ်များကိုလာရောက်ပြီးတော့အနံ့နိုင်ပါကြောင်းတိုက်တွန်းနှုတ်ဆိုပါတယ်အားလုံးပဲကိုကြမ်းမှစိတ်ချမ်းသာလူရဆန္ဒတလုံးတော့ပါအားလုံးပဲပြည့်စုံကြပါစေ